ကဲအားလုံးပဲမင်္ဂလာပါဗျာဖူဘော်တဲ့ရေး channel ကနေပြောညိုလိုအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော်လီဗာပူးဘော်ဒီနဲ့ဂိုးဘော်ပေးခဲ့တာကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်လိုက်ရတဲ့ brother အနေနဲ့ဇုံရိုင်းလာမယ်လမ်းနိုင်မယ်လို့ထင်ပါတယ်ဗျကျွန်တော် Telegram မှာချပေးခဲ့တဲ့ပွဲတွေဟာဆိုရင်လည်းနှစ်ပွဲတောင်ဇုံနှစ်ပွဲအဆင်ပြေခဲ့တာကိုတွေ့ရတယ်ကျွန်တော် Telegram ကချစ်ကိုတွေခုချိန်ဆိုတာယာနေတော့ပြီလို့ထင်ပါတယ်ကျွန်တော်ရဲ့ချစ်ကိုတွေလည်းတာယာခြင်းနဲ့ဆိုလည်းမ join ရသေးတဲ့ညီကိုတွေရှိရင်လည်းကျွန်တော် Telegram channel လေးကို join ပေးကြဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစီခင်ဗျOkay ဒီနေ့ညမှာကစားတော့မယ် EFN CAF semi final ထူးချက်ပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ကနေပြီးရွေးချက်30ပေးမှာပဲဖြစ်ပါတယ်အဲဒီပွဲကတော့ Newcastle နဲ့ Manchester City ပွဲစဉ်ပဲဖြစ်ပါတယ်ဗျအော်ဒီကတော့ City ကနေပြီး level ကို60ရှုံးပေးတာကိုတွေ့ရတယ်။ဘောလုံးကတော့3လုံးကို20နိုင်ပေးတာကိုတွေ့ရတယ်ဗျ။အဲ့တော့ရာ City က Newcastle ကို26ပွဲနိုင်4ပွဲရှုံးနဲ့6ပွဲသေကြားနဲ့ထွက်ထားတာကိုတွေ့ရတယ်။ Newcastle အသင်းအနေနဲ့နောက်ဆုံး5ပွဲမှာ3ပွဲနိုင်1ပွဲသေနဲ့1ပွဲရှုံးထားပြီးတော့ Man City တို့ကတော့နောက်ဆုံး5ပွဲမှာ3ပွဲသေကြထားပြီး2ပွဲအနိုင်ရရှိထားတာကိုလည်းကျွန်တော်အားလုံးတွေ့ရတယ်ဗျ။ Newcastle အသင်းအနေနဲ့ဒီဟာဒီနောက်ဆုံးအိမ်ဝင်73ပွဲမှာရှုံးပွဲဆိုတာမရှိထားသေးဘူး။ Man City တို့ကတော့စိတ်ချမင်းဘက်မှာနောက်ဆုံး5ပွဲကစားထားတာတပွဲပဲအနိုင်ရရှိထားတာကိုလည်းတွေ့ရတယ်။ Man City တို့အဝေးကွင်းကောင်းတာမှန်ပေမဲ့နောက်တန်းမှာဒဏ်ရာပြဿနာတော့အနေငယ်ရှိနေတယ်။ဒါကြောင့်မို့လို့ဂိုးဘော်လေးကိုရွေးချက်လိုက်တာကတော့ဒီညတော့စိတ်အဖြစ်ဆုံးလို့တော့ပြောလို့ရမယ်ဗျ။ဒါပေမဲ့ဘော်ဒီဆိုရင်တော့ကျွန်တော်ကမိနစ်က EFN Champion ဟောင်းဖြစ်တဲ့ Newcastle ကိုပဲသဘောကျတယ် Newcastle ဘော်ဒီလေးကိုရွေးချက်ပေးလိုက်ပါတယ်ဗျအဆုံးထိချီသွားပြီးတော့ဒီလိုကြောက်ချင်းစရာကိုကျေးဇူးတင်ပါတယ်ဝယ်အောင်လေးပေါင်းလေးတင်ဆက်ပေးတော့မှာမလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ပေးကြပါဦးဗျ